Iran ရေငုပ်သင်္ဘောဖြတ်ရဟရင်တစ်စင်းဟာပင်လယ်ပင်တစ်ခုအတွင်းရေအောက်မှာရေငုပ်သင်္ဘောတွေရှိမရှိသိနိုင်ဖို့အတန်လိုင်းဖန်ဆက်ဆိုနာတွေကိုချပြီးရှာဖွေနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲရေငုပ်သင်္ဘောတွေကဆိုနာ operator ဟာရဟရင်မြအတန်ကိုကြားလိုက်ရလို့အတော်လေးထိတ်လန့်သွားပါတယ်။ရေငုပ်သင်္ဘောကပတိန်ကတော့ချက်ချင်းပဲအမှုထမ်းအားလုံးကိုမိမိတို့နေရာအသီးသီးမှာတိုက်ပွဲဝင်ဖို့အသိပေးထားကြဖို့အမိန့်ပေးလိုက်ပါတယ်။ရဟရင်ဟာရေငုပ်သင်္ဘောရှိတဲ့နေရာကိုအတိအကျအသိထွားတာနဲ့ချက်ချင်းပဲအဲ့ဒီနေရာကိုပြန်တန်းသွားပြီးရေငုပ်သင်္ဘောကိုရေပေါ်တက်လာအောင်အသင်းအချက်ဖိအားပေးတဲ့အနေနဲ့ရေအောက်ဘုံ depth charges လေးလုံးကိုဂျပန်ပေးချလိုက်ပါတယ်။ Sonar operator တွေကအချက်ပေးကောင်းလောင်းတီးလိုက်ကြတဲ့သင်္ဘောသားတွေဟာထိခိုက်မှုဒဏ်ကိုခံနိုင်အောင်ခေါင်းစည်းပေါ်ပါတယ် head scarf တွေချက်ချင်းပတ်ပြီးပြင်ဆင်လိုက်ကြပါတယ်။ခဏအကြာမှာတော့ပောက်ကွဲတန်တွေဆက်တိုက်ထွက်ပေါ်လာပြီးရေငုပ်သင်္ဘောဟာဘဲညာရိမ့်ထိုးသွားခဲ့ပါတယ်။သင်္ဘောအတွင်းပိုင်းဟာလည်းဖယိုဖယဲထစ်သွားတယ်လို့ဆိုနာစနစ်တွေပါပျက်စီးသွားပါတယ်။ဒီအတိုင်းငြိမ်နေရင်တေယုံပင်းရှိတော်မယ်လို့တွေးမိတဲ့ကပိတ်သိန်းဟာပခုံးထောင်ဒုံပစ်လောင်ချကိုယူလာခိုင်းပြီးရေဘောကိုအငဲဆုံးတတ်ဖို့အမိန့်ပေးလိုက်ပါတယ်။သူကိုယ်တိုင်အဲ့ဒီလောင်ချညံအီရန်ရဲဟရင်ကိုပစ်ချကိုဆုံးဖြတ်လိုက်တာပါ။ရေဘောရုပ်လို့ကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီရေငုပ်သင်္ဘောဟာပင်လယ်ကျန်းတွင်မြေပုံဆွဲနေတဲ့ပြင်သစ်ရေငုပ်သင်္ဘောတွေစိမ့်ဖြစ်နေပါတယ်။ရေငုပ်သင်္ဘောရေပေါ်တက်လာတာကိုမြင်တာနဲ့အီရန်ရဲဟရင်ဟာဦးကောင်းလှည့်ပြီးအရှိန်နဲ့ပြန်တန်းလာပါတယ်။ဒါပေမဲ့မထင်မှတ်ထားတာကပြင်သစ်ကပိတ်တင်ဟာသင်္ဘောဂုံးပတ်ဘောကိုတိတ်တဆိတ်တက်လာပြီးရဲဟရင်ကိုလောင်ချာနဲ့အသိချိန်ထားတာပါ။သူမောင်းခလုတ်ကိုညှိလိုက်တဲ့အချိန်မှာမှလောင်ချာရဲ့ဘေးကင်းရေးခလုတ် safety ကဂျန်ထက်ပြီးပိတ်နေတာကိုသတိထားမိလိုက်ပါတယ်။ရဟရင်ကလည်းကပိတ်တင်ရှုတဲ့နေရာကိုတနက်နဲ့လှမ်းပစ်နေပြီးအကွာအဝေးကတဖြည်းဖြည်းနီးကပ်လာပါပြီ။အရေးကြုံတဲ့အချိန်မှာကပိတ်တင်ကသူ့စစ်သားတွေကိုအဲ့ဒီပိတ်နေတဲ့ safety ခလုတ်ကိုတနက်နဲ့ပစ်ဖွင့်ခိုင်းလိုက်ပါတယ်။နောက်ဆုံးမှာတော့တနက်ကြီးစံကြောင့် safety ပွင့်သွားပြီးကပိတ်တင်ဟာအီရန်ရဟရင်ကိုအောက်ဟောင်းမြင်မြင်ပစ်ချနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ရေငုပ်သင်္ဘောဟာရေအောက်ကိုပြန်ကုတ်ပြီးပြင်သစ်စခန်းကိုအမြန်ဆုံးပြန်လည်ဆွတ်ခွာခဲ့ပါတယ်။ဒါပေမဲ့စခန်းကိုပြန်ရောက်တဲ့အခါမှာတော့အီရန်ရဟရင်ကိုအဆင့်အချင်းမဲ့ပစ်ချမှုကြောင့်ပြဿနာကြီးနဲ့ရင်ဆိုင်လိုက်ရပါတယ်။ဒီဖြစ်ရဟာအရှိအလဲပိုင်းနဲ့ဥရောပတခွင်မှာမငြိမ်မသက်မှုတွေကိုတိုက်ရိုက်ဖြစ်ပေါ်စေခဲ့ပါတယ်။ပြင်သစ်ရေတပ်ဗိုလ်ချုပ်ကြီးကတရားသူကြီးကိုအီရန်ဘက်မှရပ်တည်ပေးဖို့ပြောနေရတယ်လို့ရုရှားကလည်းဥရောပသမိတ်ရဲ့ညီကုတ်မှုကိုစမ်းသပ်တဲ့အနေနဲ့ပြင်သစ်နဲ့ဥရောပကိုနျူကလ িয়ার လက်နက်သုံးမယ်လို့ချိန်ချောက်လာပါတယ်။ပြင်သစ်ကလည်းအယောမပေးပဲသူတို့ရဲ့အစစ်မြင့်နျူကလ িয়ার ရင်းကုန်တင်ပေါ်တစ်ဖြစ်တဲ့ Intravent ကို Atlantic ဓမုတရထဲမှာလွတ်ရော့အသင့်ဆောင်ခိုင်းစေလို့ထားပါတယ်။တစ်ချိန်တည်းမှာပဲ Titan လို့ခေါ်တဲ့နောက်ထပ်ရင်းကုန်တင်ပေါ်တစ်စင်းကလည်းအရန်အသစ်လိုက်ပါသွားပါတယ်။ဒီအစစ်မြင့်ရင်းကုန်တင်ပေါ်တစ်စင်းဟာရုရှားကိုတုံ့ပြန်ဖို့နဲ့ဥရောပသမိတ်ကကိုကာကွယ်ဖို့ဆိုတဲ့တမိုင်းဝင်တာဝန်ကြီးကိုထမ်းဆောင်နေရင်လွတ်ရော့လမ်းကြောင်းအတိုင်းစခန်းကထွက်ခွာသွားကြပါတယ်။ဒါပေမဲ့သူတို့ထွက်ခွာသွားပြီးမကြခင်မှာပဲပြင်သစ်ရေတပ်စခန်းမှာအချက်ပေးတံကိုကျဲလောင်စွာထွက်ပေါ်လာပါတယ်။ရုရှားဟာဘေးရင်းရေလက်ကြားကနေပြင်သစ်နိုင်ငံစီကိုR30နျူကလ িয়ার ဒုံးကျည်တစ်စင်းပစ်လွှတ်ထားပြီးဖြစ်ပါတယ်။ဒုံးကျည်ရဲ့ဥတီချက်ဟာပါရီမှုတော်စီကိုတဲတဲ့မတ်မတ်ဥတီနေပြီးလူတိုင်းမှာအသက်ရှင်ဖို့မိနစ်30တောင်မရှိတော့ပါဘူး